တဲ့သမီးကိုကြာတော့မိုက်တစ်ခုလို့နင်ကစုပ်ပြစ်ပြီးလင်ပါသားနဲ့သမီးကိုကြာတော့နင်ကကျုံမိုင်းတယောက်လေဘင်းဆက်ကြီးချစ်ပြနေနင်မရှိဘူးလား 多出的大女呢，怎么肯定出所的密码？谁？မင်းအရင်မုန်းနေတဲ့မင်းအမေကိုကလစားတူအတွက်တို့ကကူညီပေးမယ်သူတင်ထားတဲ့အကျွေးတွေကိုပြန်ယူမယ် တေတေချာစဉ်းစားပါအောင် တည့်ရဲ့ဆုံးဖြတ်ချက်တွေဒီပြောင်းလဲမှာမဟုတ်ဘူးအနည်းဆုံးတော့ချူတတာနွေရဲ့သမီးပိတာပြာ ဒါမင်းနဲ့ခင်တေးချွာမဖြစ်ဘူးအစင်တန်းချွာအရန်ပါတော့ တရုတ်ကိုဆဆရရကောင်းဝင်ယူပေးမယ်ဆိုရင်ရော သိချလား စိတ်တိုင်းကဖြစ်စီရငါသားအဲ့လောက်တော့ဖြစ်နေတယ်ဆိုပတ်စံဘလောက်ပုံပုံပေါ့အဲ့မင်းကလေးကိုရအောင်ဖန်တီးပေးလိုက် ရှင်ပါစကားပြော ။ဒါလည်းမင်းကငါမင်းကိုစိတ်ဝင်စားလာအောင်အမေလုံးပြနေတာ ကိုခါလဲနော်လို့အစင်တန်းနေနဲ့ပတ်သက်နေမှန်းအောင်မသိ ။ရွှေပေါ့တစ်ဖက်တာကိုချိုးနိုင်ပြီးတော့ပြောတတ်တဲ့မင်းရဲ့ချစ်ကိုရှင်းပြ။ ဝင်းရခါငါအပိုင်ပဲဖြစ်စေရ မင်းရကတင်းနေဖို့တိုက်ခန်းနေအောင်စီစဉ်ပေးထားတာနော် သူချက်ချင်းဒီတိုက်ခန်းပေါ်အစင်လုံးမျက်နှာငါမမြင်ချင် ဒီနောက်ဒီမှာမမြင်ချင်ဘူးဆိုရင်အခက်ပါရှိကိုရလာပြောတယ် နားပါတယ်နော် တားလေ မင်းတောင်းလုံးချစ်ရတဲ့ယောက်ျားနဲ့တိမ်ထဲမှာတူတူနေနေတာမင်းပြောနေမှာပေါ့။မင်းငါ့ကိုမင်းဖောင်းပြန်နေရလေ။တင်းနေမှာနဲ့ဘာပတ်သက်မှုငါရှင်းနေတော့တောက်ဝဲပေးတယ်အောင် ရွှေပေါ့ မင်းနဲ့ချင်းရပါဒီချင်းမှာငါတယောက်လုံးကိုတွေ့အေးနဲ့တတ်နိုင်လဲဆိုတာမင်းသိလားမင်းကတော့လောဆန်နေ တင်းမနေပြီဘယ်မိဘမှာတော့ကိုဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သားသမီးကိုစိတ်ထင်ရမပေးချင်ကြပါဘူး ရိုက်နေအမိမဆုံးမသမီးမွေးကလေးကလိမ္မာရင်ချောက်တော့တဲ့ဆုံးမပေးမယ်မိခင်ဆိုတာမချမစီမရှိခဲ့တာချမရိုက်တာသားလား ခင်တေးချိုအကြောင်းကိုပြီးပြီးကြကြသိချင်တယ်ခင်တေးချိုအကြောင်းစုံစမ်းရင်းနဲ့ငါမိန်းမအကြောင်းကိုထပ်ပြီးစုံစမ်း နင့်ဟာမအပြက်မှမဟုတ်အပြက်မှလို့ပြောတာလေ ခင်သေးချိုတားချင်တယ်အဖေခေါ်တော့ပါဟဲ့မင်းနေတယ် ပြိုးနေတယ်ကို တေးကိုလက်မခံဘာကူတာတကယ်လုံးပါဟော မင်းယူနေလားကွာယူနေတယ် Say goodbye, give up.